ပြဲမျိုးရှိရှေ့တန်းကကင်းစခန်းချို့ကိုတော်လန်ရေးတပ်များပြန်သိမ်းပိုက်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကရင်ပြည်နယ်ဆက်ရှိမိုးပြဲမျိုးမှရှေ့တန်းကကင်းစခန်းချို့ကိုပြန်လည်သိမ်းပိုက်ယူနိုင်ခဲ့ကြောင်းမိုးပြဲလို KPDF တာဝန်ရှိသူကပြောပါတယ်။မိုးရဲမျိုးပြူဟာအမှတ်2လှုပ်ရှားနယ်မြေတွင်လက်လွတ်လိုက်ရသောရှေ့ကကင်းနေရာတချို့ကိုမိုးပြဲလို KPDF DNO လို KPDF KNA တို့နဲ့အတူကရင်မျိုးသားကာကွယ်ရေးတပ် KNDF နဲ့အတူယမန်နေ့မေလ23ရက်ကပြန်လည်ခြေကုပ်ယူနိုင်ခဲ့ခြင်းကိုသိရပါတယ်။ထို့သောပြန်လည်ခြေကုပ်ယူမှုပြီးစစ်ကောင်စီတပ်ကစနိုက်ပါဖြင့်ချောင်းမြောင်းပစ်ခတ်မှုကြောင့်မိုးရဲလို KPDF ရဲဘော်တပူမှထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိပေးထားပါတယ်။ကျွန်တော်တို့လက်လွတ်လိုက်ရတဲ့ကာကင်တချို့ကိုပြန်လည်ခြေကုပ်ယူတာဟုမိုးပြဲလို KPDF တာဝန်ရှိသူကပြောသည်တို့သောပြန်လည်ရရှိသည့်ကာကင်စခန်းတေးစိတ်အချက်လက်ကိုဖြေကြားခြင်းမရှိပေမိုးရဲမျိုးကိုပြန်ထိန်းချုပ်ရန်စစ်ကောင်စီထိုးစစ်ခုခံရာတွင်တည်ရှိထားသည့်စစ်ရေးချက်လက်များအရကရင်နီတပ်ပေါင်းစု၏ရှေ့တန်းကာကင်စခန်း10ခုထပ်မံရှိသည်ထို့အပြင် AB နောက်ဆုံးပတ်တွင်အင်အားသုံးမြေပြင်ထိုးစစ်ကြောင့်မိုးရဲရှေ့တန်းကကင်စခန်းနေရာတစ်ခုကိုစစ်ကောင်စီတပ်ကရရှိခဲ့သည့်ယခုပြန်လည်သိမ်းပိုက်နိုင်သည့်ရှေ့တန်းကကင်စခန်းသည်အဆိုပါစခန်းဟုတ်မဟုတ်ကိုဒီမပြုနိုင်ပေစစ်ကောင်စီတပ်ကမိုးရဲမျိုးအတွင်းလက်နက်ကြီးဖြင့်ရန်တမ်းပစ်ခတ်သောကြောင့်လူနေအိမ်တချို့မိလောင်ပျက်စီးနေကြောင်းလည်းမိုးပြဲလို KPDF ကပေါ်ပြထားပါတယ်မိုးရဲမျိုးကိုစစ်ကောင်စီထိုးစစ်အစပိုင်းဇန်နဝါရီအတွင်းကပေးလိုက်ရသည့်ကာကင်းစခန်းချို့ကိုကရင်နီပူးပေါင်းတပ်ကဖေဖော်ဝါရီ29ရက်တွင်ပြန်သိမ်းပိုက်ခဲ့ပူပါတယ်2023နှစ်ကုန်ပိုင်းကမိုးရဲထိုးစစ်တွင်စစ်ကောင်စီထိုင်ချတပ်ဆွဲထားသည့်နေရာဖြစ်သည့်မြို့ဆောင်တပ်ခမရ4ရာ20နှစ်တရင်မှလွဲစစ်ကောင်စီတပ်ဆွဲခဲ့သောဝါရီစုပလိုင်ဒုံတူထံပွဲကုန်း3ပွဲကုန်းတညောင်ဝိုင်းပြည်ကင်းကောကူဆောင်ကန်စီကားနှစ်နဲ့ကာရော်ရာတောင်ကုန်းခဗျူဟာကုန်းတို့ကိုကရင်နီတပ်ပေါင်းစုကသိမ်းပိုက်ပြီးမိုးရဲမြို့ကိုထိန်းချုပ်ထားခြင်းဖြစ်သည်မိုးရဲမြို့ကိုစစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်နေသည်မှာကရင်နီပြည်နယ်၏မြို့တော်လွိုင်ကော်နှင့်မိုးပြဲမြို့ဆက်ထားသည့်လမ်းမကြီးထိန်းချုပ်လေထိုမှတဆင့်ရှမ်းတောင်မှကရင်နီပြည်နယ်တွင်သို့အလွယ်တကူစစ်ကူပို့နိုင်သည့်အခြေအနေမျိုးဖြစ်လာရန်ကြိုးပမ်းခြင်းဟုကရင်နီစစ်တပ်တရင်ရင်းမြစ်အချို့ကပြောထားသည်